ว้าวอุ๊ยว้าวไปอีกว้าว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 ဟယ်လိုဆိုဖီယာဒီဗီယာပြန်လဲကြည့်ဆိုပါရယ်ဆိုဖီယာဘယ်ကောင်းရောက်တော့သွားပြီးတော့ပျော်ခဲ့တဲ့နေရာလေးတစ်ခုကို sharing လုပ်ပေးခြင်းလို့ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပေးအောင်နော်ဆိုဖီယာတို့ခရစ်စင်းရင်နဲ့ဒီနာသဆာမှာပဲဖြစ်ပါတယ်။အိုးကြောက်ဖျားမိကန်ပေးမှာရှိတဲ့ဘန်ကောက်ရဲ့ညလာနဲ့ icon စင်းရင်ကြီးအရန်လာတာပဲ။ဆိုဖီယာတို့ဝယ်ထားတဲ့ဒီ cruise dinner ticket က Smile Riverside cruise ticket ပဲဖြစ်ပါတယ်ပေါ့နော်။သူ့ဈေးနှုန်းလေးကတော့ခန့်မှန်းဘတ်1200ဝန်းကျင်လောက်ရှိပါတယ်။ cruise ပေါ်ကိုမရောက်ခင်တည်းကသူတို့လှမ်းပြီးတော့နှုတ်ဆက်တာတွေတချင်းဆိုပြတာတွေကြည်ရင်းနဲ့ကိုသဘောကိုကြပြီးပျော်စရာစပြီးတော့ကောင်းနေပြီ။အမှအဲ့အပေါ်မှာရှိတဲ့ဝိုင်းတွေခုန်နေရတော့လူအပြည့်ပဲ။နောက်တစ်ခုကနိုင်ငံပေါင်းစုံကလူတွေနဲ့ထိတွေ့ဆက်ဆံရတယ်။ဒါလို့ဆိုပြီးအရန်သဘောကျတယ်ပျော်လေးပျော်စရာကောင်းတယ်။တဲခင်းထားတဲ့အစားအသောက်တွေကတော့ထိုင်းစာတွေများတယ်။အဲ့တော့ဆိုဖီယာတို့မြန်မာပတ်စံတွေကတော့ကွက်တီပဲပေါ့နော်။တော်တော်အဆင်ပြေခဲ့တယ်ရတာလည်းအရန်ရှိရဲ။ပထမဦးဆုံးသူတို့စီက welcome trip လေးတောက်တယ်။ပြီးတော့ဆိုဖီယာတို့စားတော့တာပဲ။ပစုံကင်းနေပြီးတော့ Solomon နေစိတ်ကြိတ်စားတာတော်ကိုတန်တယ်လို့ဆိုဖီယာတော့မြင်ပါတယ်ပြီးတော့အရှိုးပွဲတွေကလည်းအရန်မိုက်တယ်ရှယ်ပဲစားရင်းနဲ့ကြောက်ဖျားဘေးမှာရှိတဲ့ဖျားစီဖူးပြီးတော့ဘန်ကောက်ရဲ့ညအလှလေးတွေကိုကြည်တာနဲ့ကိုတော်ကိုတန်ပါတယ်လို့ဆိုဖီယာတော့မြင်ပါတယ်စားတော့ပြီးတော့လည်းမပြင်းရဘူးသူတို့ရဲ့ဒီ entertain ဖြစ်တဲ့ဖြောပြမှုတွေကြည်ရတာကိုတော်ကိုဆိုဖီယာသဘောကျတယ်တော်ကိုလည်း entertain ဖြစ်တယ်အချိန်ဘလို့ကုန်လို့ကုန်သွားမှန်းကိုမသိဘူးပေါ့နော်အဲ့တော့ဆိုဖီယာဘယ်လောက်တောင်ပြောခဲ့လဲဆိုတာဒီဗီဒီယိုမှာကြည့်လိုက်ပါနော်ငါတို့မြန်မာနိုင်ငံမှာဆောင်းရအောင်ဟောတိုင်းနိုင်ငံမှာ Happy birthday to you. Happy birthday to you. The time of your life. Oh, see that girl. จะมองยังไงวะโอเคถ่ายรูปหน่อยมาပေါ်မှာစားတော့ရင် enjoy လုပ်ခဲ့တာတွေဆိုဖီယာတော်ဘဝအမောပြေသွားရုံနဲ့မဟုတ်ဘဲနဲ့စိတ်တွေပါလန်းဆန်းသွားပြီးနောက်နေ့အတွက်အားရင်အစ်စ်တွေရခဲ့ပါတယ်အဲ့တော့ဘန်ကောက်ရောက်ရင် try ကြည့်ဖို့အတွက်ဆိုဖီယာတော့ comment ပေးကြပါရယ်ဆိုဖီယာ TV ကိုလည်း follow and subscribe လုပ်ဖို့မမေ့နဲ့အောင်နော်အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးအများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော်